အားလုံးပဲမင်္ဂလာပါ9ရက်5လ2026 10ရက်5လ2026ထိတပတ်စာတစ်58အားနဲ့ရှင်နဲ့ပတ်တီ58ပတ်တီ89နဲ့9ခွန်မိမမနစ်အခွေ498ခွန်498ခွန်ခွေပူးပါ48မိမ3 break က83 break 10 break မိမ10 break မိတခွန်ရဲ့6နှစ်ရဲ့မိမဒါကတပတ်စာပါအားလုံးပဲဒီတစ်ပတ်လဲဟောကြပါစေ channel လေးကို like and subscribe လုပ်ပြီးတော့ share ပေးကြပါအောင်ကျေးဇူးအများကြီးတင်ပါတယ်